ခမည်းတော်တရေဆိုတော့ကြောက်တတ်ကြတကယ်တော့ကျွန်တော်တို့ကြောက်နေတဲ့တရေတွေကျွန်တော်တို့ရန်နွမ်းစွန့်နေရတဲ့သူတွေဖြစ်နေရောဒီနေ့မှာတော့မန္တလေးနီးပညာတက္ကသိုလ်ရဲ့စောင့်နေထဲမှာဖြစ်ပျက်ခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရတစ်ခုကြောင့်ပြောပြပြတယ်ဇာတ်သိမ်းမှာခမည်းတော်တွေမျက်ရည်မကျမြင့်ပြီးဆူတောင်းတာဇလန်ရဲ့နာမည်ကနောက်ဆုံးအခန်းဖြစ်ရမယ်ဇလန်ပုံခြေခံထားတယ်ကျွန်တော်တည်ဆုံးသွားပြီဆိုတော့တည်ဆုံးသူစီးနေမှာကျွန်တော်နာမည်ကိုမြင်လိုက်ရတဲ့ချိန်ကြာမှာပဲသိလိုက်ရတယ်သူ့နာမည်ကတော့ကောင်းထက်ဘိသုကပညာဒုတိယနှစ်ကျောင်းသားမေဂျာထဲမှာတော့အတော်ဆုံးနဲ့အကျိုးစားဆုံးကျောင်းသားတစ်ယောက်ပေါ့သူ့မှာပြဿနာတစ်ခုရှိတယ်အဲ့ဒါကတော့ဘိသုကဒီဇိုင်း project ကိုဒီညအချိန်မီပြီးဖို့အတွက်ကျောင်းဝန်းထဲမှာအဟောင်းဆုံးအဆောက်အဦဖြစ်တဲ့အဆောင်ဒီထဲမှာတညလုံးမအိပ်ဘဲနဲ့လုပ်လို့ရမှာပဲဒီ project မပြီးရင်သူဒီနေ့ဆောင်မွေးကြလိမ့်မယ်သူတငယ်ချင်းတွေကတော့အကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ပြောင်နေကြတယ်အဆောင်ဒီထဲမှာတရေဇလန်တွေရှိတယ်တရေတွေရှိတယ်ဆိုတော့ဒဏ္ဍာရီတွေပါကောင်းထက်ရဆိုပြီးတော့သူကိုယ်တိုင်နဲ့အဲ့ဒါတွေကိုမယုံဘူးဗျဒါပေမဲ့ည7:00နာရီမရောက်ခင်အထိပေါ့ဗျညနေ6:00နာရီမှာတော့ကောင်းထက်တစ်ယောက်ကအဆောင်ဒီထဲကိုဝင်လာခဲ့တယ်ဒီအဆောင်ကို1968ခုနှစ်မှာတည်ဆောက်ခဲ့တာပေါ့နိုင်ငံတွေကဝါရောင်နေတန်းနေပြီးတော့ပွာကျနေတယ်ရှောက်လန်းတွေကမှောင်မဲနေပြီးလေးတိုက်တိုင်းတကားတွေကတကြီးကြီးနဲ့အတန်တွေမြည်တယ်သူ laptop ကိုဖွင့်ပြီးတော့ပထမတက်ကဒုတိယမြောက်အခန်းထဲမှာထိုင်လိုက်တယ် Wi-Fi လည်းမရှိဘူးဖုန်းလိုင်းကလည်းတစ်တိုင်းပဲရှိတယ်ကိစ္စမရှိပါဘူးဒီဇိုင်းဆွဲပြင်ငါအိတ်လိုက်မယ်ဆိုပြီးတော့သူ့ကိုယ်သူအားပေးလိုက်တယ်တနင်္လာလောက်ကြာတော့ဒီဇိုင်းချိုးတော့ကတော့ပြီးသွားပြီကောင်းတဲ့တယောက်အလုပ်ထဲမှာစိတ်နေထားလိုက်တယ်အဲဒါကြောင့်ပဲသူခုနအတောင်မချလိုက်တာဖြစ်မှာပါဒုတိယတက်ကနေကောင်းထက်မောကြည့်လိုက်တယ်လေးတိုက်တာနေမှာပါဆိုပြီးတော့သူဆက်ပြီးတော့ဒီဇိုင်းဆွဲနေတယ်အတန်နေထကြပြန်တယ်ဒီတစ်ခါတော့တစ်ချက်တည်းမဟုတ်တော့ဇက်တိုက်ထွက်လာတာဗျပြီးတော့ခြေတံနေပေါ်တော့ကနေတဖြည်းဖြည်းချင်းဆင်းလာတဲ့ခြေတံတွေတလန်းချင်းကောင်းထက်ရဲ့လက်တွေဂေးဖို့ပေါ်မှာပဲရက်တန့်သွားတယ်အဆောင်တော့အိုလာဖြစ်မှာပါလို့သူတွေးလိုက်တယ်ဒါပေမဲ့သူဌာနမှုပြောတော့သတိရသွားတယ်အဆောင်ကဒီနေ့ခွင့်ယူထားတယ်ဆိုတော့အဲ့ဒါနဲ့ပဲခြေတံတွေကရက်သွားတယ်သူ့အခန်းတကားရဲ့ရှေ့တဲ့မှာလေကောင်းထက်ကမတ်တက်ရက်ပြီးကြည့်လိုက်တယ်အမှမရှိဘူးတကားကိုဖွင့်ပြီးကြည့်လိုက်တယ်ရှောင်းလန်းကလည်းဟာလာရင်းလဲမယ်မှောင်မဲပြီးအေးဆက်နေတယ်သူပြန်ထိုင်လိုက်တယ်သူရင်းနေတုံနေတာကိုအသားအရထိန်းလိုက်တယ်ငါစိတ်ချောက်ချနေရပဲအိမ်ငိုက်နေလို့ပဲဖြစ်မှာပါဆိုပြီးတော့သူ့လက်တော့ပြန်ကြည့်လိုက်တဲ့အချိန်မှာပဲသူ့မျက်လုံးတွေကပြူသွားတယ်သူ့ရဲ့ဒိုကူမဖိုင်ထဲမှာသူရိုက်မထားတဲ့စာတစ်ကြောင်းကပုံနေတယ်ကောင်းထက်မင်းဒီညဒီမှာမရှိသင့်ဘူးကောင်းထက်ကလက်တော့ထပ်ပြီးကြည့်လိုက်တယ်ငါများမှားရိုက်မိရလားဒါမှမဟုတ်သူဖြေချဖို့ကြိုးစားပေမဲ့ဘာတိတ်ပဲမရှိဘူးသူအဲ့ဒီစာကြောင်းဖြတ်လိုက်တယ်အဲ့ဒါလည်းချက်ချင်းဆိုသူကပြန်ပြီးပေါ်လာတယ်ကောင်းထက်မင်းဒီညဒီမှာမရှိသင့်ဘူးကောင်းထက်အဲ့ဒါနဲ့ပဲသူ့တငယ်ချင်းစင်မင်းစီကိုဖုံးဆက်လိုက်တယ်ဖုန်းလိုက်ရတယ်မကောင်းဟေ့ကောင်စင်မင်းအဆောင်လေးက Wi-Fi တခုဖြစ်နေရလားငါ laptop ကတခုဖြစ်နေရလားဟာကောင်းထက်ငါမင်းကိုပြောဖို့မေ့နေရဒီနေ့အဆောင်ဒီထဲမှာမအိပ်နဲ့ဟာဘာဖြစ်လို့လဲမင်းမသိဘူးလားနေ့တိုင်းဒီလိုနေ့ရက်မျိုးတွေမှာအဆောင်ဒီရဲ့ဒုတိယတက်မှာဖုန်းလိုင်းပြက်သွားတယ်လိုင်းကလုံးဝမရှိတော့ဘူးဟာနေပဲ content browser ကိုစစ်ကြည့်လိုက်တော့လိုင်းကပြောင်းနေပြီးတော့အရင်ကဖွင့်ထားတဲ့ file တွေပဲရှိတော့တယ်အဲ့ဒါနဲ့ပဲသူ့ချောင်းရဲ့ web page ကိုဝင်ကြည့်လိုက်တယ်အဆောင်ဒီမန္တလေးနည်းပညာတက္ကသိုလ်ဘိသုကဌာနသမိုင်းမှတ်တမ်းအဲ့ဒါနဲ့ပဲသူဖတ်ကြည့်လိုက်တယ်1994ခုနှစ်
ဧပြီလ12ရက်မှာကျောင်းသားတအုပ်ဒုတိယတက်အခန်းနံပါတ်204မှာသေဆုံးလျက်တွေ့ရှိခဲ့ရတယ်။သေဆုံးရတဲ့အကြောင်းရင်းကိုယနေ့ထက်တိုင်မသိရသေးဘူး။ကျောင်းသားအမည်မှာကောင်းထက်စွန့်ဟာသွားတယ်။ကောင်းထက်သူ့နာမည်နဲ့အတူတူပဲမဟုတ်တလုံးမကြံအတူတူပဲတိုက်ဆိုင်တာမှာမြန်မာပြည်မှာဒီနာမည်နဲ့လူတွေအများကြီးရှိတာပဲဆိုပြီးသူ့ကိုယ်သူပြန်တွေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူသတိမထားမိပဲကြော်သွားတဲ့အချက်တစ်ခုသတိရလိုက်တယ်။ဒီနေ့ကဧပြီလ12ရက်ကောင်းထက်လက်တော့ဝုန်းကနေပိတ်လိုက်ပြီးပစ္စည်းတွေအကုန်လုံးအိတ်ထဲထည့်လိုက်တယ်။သူထွက်သွားမှရတော့မယ်။ project ကိုလည်းဂိမ်းဆိုင်နိုင်တော့ဆောင်ဝဲကြခြင်းလည်းကြပါသေးတော့ကွာဆိုပြီးတော့သူတကောက်ဖွင့်ပြီးလေကားစီကိုအမြန်ပြေးတယ်။လမ်းမှာမှောင်မိုက်နေတာပဲ။ဖုန်းမီကိုဖွင့်ပြီးအမြန်မြန်လမ်းလျှောက်လိုက်တယ်။ဒုတိယတက်လေကားတဲ့သူအခန်း204ကိုကြော်ရတော့မယ်။သူလုံးဝမသွားခြင်း။ဒါပေမဲ့တခြားဆင်းရလေကားလည်းမရှိဘူး။သူ့မျက်လုံးမှိတ်ပြီးတော့မြန်မြန်လမ်းလျှောက်လာခဲ့တယ်။202 203 204တကောက်လင်းမချီဘူး။သူလုံးဝလမ်းလျှောက်လိုက်တယ်။အဲ့ဒီချိန်မှာပဲသူ့အနောက်ကတကားတစ်ချက်ပွင့်သွားတဲ့အတန်သူလုံးဝလင်းမကြည့်ဘူးပြေးပြီးလေကားနဲ့ဆင်းတယ်ပရမတ်အဆောင်ရှိတကားမှကြီးစီကိုတကားတော့ခတ်ထားတယ်ကောင်းတဲ့တကားကိုတွန်းနေဆွဲတယ်တကားကိုထုတယ်ဘာမှမထူဘူးအားနဲ့ပဲသူဖုန်းမီနဲ့တကားပေါင်ကိုလှမ်းထိုးကြည့်တော့မခတ်ထားဘူးအဲ့ဆိုဘာလို့ဖွင့်လို့မရလဲအဲ့ဒီချိန်မှာကောင်းထက်ကသူ့ဖုန်းမီနဲ့အနောက်ကိုလှည့်ကြည့်လိုက်တယ်ဒုတိယတက်လေကားပေါ်မှာလူတစ်ယောက်မတ်တရက်သူတင်းကွဲမမြင်အောင်ဖုန်းမီလင်းအောင်လေးပဲရှိတာဟုတ်ဒါပေမဲ့အဲ့ဒီလူဝတ်ထားတာကောင်းထက်ရဲ့အင်ဂျင်နဲ့အတိအကျပဲဂျင်းပေါင်းမီအပြာရောင်ဟူဒီပခုံးမှလွဲကောင်းထက်ကိုပြန်ကြည့်လိုက်တယ်လုံးဝပုံစံတူပဲဒုတိယတက်ကလူကငြိမ်သက်နေပြီးသူ့ကိုစိုက်ကြည့်နေတယ်ပြီးတော့လက်ညှိုးတစ်ချောင်းဖြည်းဖြည်းချင်းမြောက်လိုက်တယ်ကောင်းထက်ကြောက်လန့်တရားနဲ့လက်ကြည့်လိုက်တယ်။ "तू ကအချီတကောက်ညွန်ပြနေရလား။မဟုတ်ဘူးဘယ်ဘက်ကို तू ဘယ်ဘက်ကိုလှည့်ကြည့်လိုက်တော့ तू တခါမှသတိမထားမိခဲ့တဲ့အနောက်ဘက်တခါသေးသေးလေးတစ်ချက်ရှိနေတယ်။ तू အပြေးလွှားသွားပြီးတခါလက်ကောင်ဆွဲလိုက်တယ်။ဟာတခါပွင့်သွားတယ်။ညနဲ့လေးတွေဒိုးဝင်လာတယ်။ကောင်းထက်အပြင်ကိုမြန်မြန်ပဲပြေးထွက်ခဲ့လိုက်တော့အပြင်ကကွင်းမြင်နဲ့ရောက်တော့ကောင်းတဲ့ဒူးတွေကတုံနေပြီသူဖုန်းကိုစစ်ကြည့်လိုက်တော့ဖုန်းလိုင်းနှစ်တိုင်တက်နေတယ်အဲ့အချိန်မှာပဲဇင်မင်းစီကိုချက်ချင်းဖုန်းဆက်လိုက်တယ်ကောင်းတဲ့မင်းခုပမာလဲငါအပြင်မှာမင်းခုနပြောတာမပြီးသေးဘူး1994ကကိစ္စလीဟမ်1994မင်းဘာတွေပြောနေရလဲဆောင်းဒီမှာတေသွားတဲ့ចောင်းသားကိစ္စလीကောင်းတဲ့ရမင်းကလည်းဘာတွေပြောနေရလဲအဆောင်းဒီမှာဘာမှဖြစ်ဘူးပါဦးငါခုနဖတ်လိုက်ရတာကောင်းထက်ငါမင်းကိုဒီနေ့အဆောင်ဒီမှာမနေနဲ့လို့ပြောတဲ့ဟာဒီနေ့ဌာနမှုဝင်းနေပွဲရှိလို့ည10နာရီမှာမင်းဖြတ်မယ်ဆိုတော့မင်းကိုပြောမလို့ကမင်းရဲ့ laptop အားကုန်မှာဆိုလို့အဲ့ဒါပဲအဲ့နဲ့ပဲကောင်းထက်ကတိတ်သွားတယ်ဒါဆိုရင်ခုနကငါဖတ်လိုက်တဲ့ကောင်းထက်ဆိုတဲ့အကြောင်းသားအခန်း200လေး laptop တွေကသတိပေးစာအနောက်တကောက်ညွှန်ပြပေးခဲ့တယ်လို့ဒါတွေကဘာလဲကောင်းတဲ့ဖုန်းကိုကင်ပြီးတော့အဆောင်ဒီဘက်ကိုတဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်ဒုတိယတက်အခန်း204ရဲ့ brain ပေါက်မှာမီးတလုံးကလင်းနေတယ်ကောင်းတဲ့ချောင်းစည်းကန်းကိုတန်းပြီးတော့သွားခဲ့တယ်ဆရာအောင်မလေးကစစ်ဆေးပြီးတော့တောက်ဆေးပေးလိုက်တယ်မင်းချောင်းလို့စိတ်လှုပ်ရှားနေရပါအနားယူလိုက်တယ်ကောင်းတဲ့စည်းကန်းကဂရိပေါ်မှာလင်းနေနေစဉ်းစားနေငါဟိညီဝတ်ထားရလို့တတိပေးစာအနောက်တကကျောင်း Wi-Fi လိုင်းမိနေတော့ရှာကြည့်လိုက်တယ်အဆောင်ဒီ204မြန်မာနီးပညာတက္ကသိုလ်ဘာမှရှာမတွေ့ဘူးဇင်းမင်းပြောသလိုပဲဘာမှမဖြစ်ခဲ့ဘူးအဲ့ဒီနောက်မှာသူထက်ချတယ်အဆောင်ဒီမြန်မာနီးပညာတက္ကသိုလ်1994အဲ့နဲ့ပဲရလက်တစ်ခုကပေါ်လာတယ်သတင်းစာအဟောင်းတစ်ခုစကန်ဖတ်ထားတာရက်ဆွဲက1994ခုနှစ်ဧပြီလ13ရက်မန္တလေးနီးပညာတက္ကသိုလ်ဘိတုကဌာနဆောင်ဒီတွင်ညဘက်၌ပြိုကျမှုတစ်ခုအတွင်းပိတ်မိနေသောကျောင်းသားတအုပ်ကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည်အဆိုပါကျောင်းသားမှာမီးပြတ်နေစဉ်အတွင်းအနောက်တကားရှိသည်ကိုမသိပဲ
အရှိတကားမှထွက်ရန်ကြိုးစားနေစဉ်ဟုတ်တန်းပြီးခဲ့ခြင်းဖြစ်သည်ကောင်းထက်ဆက်ဖက်လိုက်တယ်အဲ့ဒီကျောင်းသားကိုကယ်ခဲ့တဲ့သူကအဆောင်ဆောင်ဦးကောင်းထက်လွန်ခဲ့တဲ့32နှစ်ကကျောင်းသားတစ်ယောက်ကိုကယ်ခဲ့တဲ့သူကောင်းထက်စကရင်ကိုကြည့်နေပြီအဆောင်ဆောင်ဦးကောင်းထက်အဲ့သူ့အဖိုးရဲ့နာမည်ပဲသူရမ်းချရတဲ့သူ့အဖိုးလွန်ခဲ့တဲ့3နှစ်ကမှဆုံးသွားတာအပြန်အောင်ဟူရီဝတ်ထားတဲ့သူရိုက်ထားတဲ့သတိပေးစာအနောက်တကောက်ကိုညွှန်ပြတဲ့လက်လွန်ခဲ့တဲ့32နှစ်ကကျောင်းသားတစ်ယောက်ကိုကယ်ခဲ့တဲ့အဲ့ဒီအနောက်တကောက်ဒီညမှာပဲသူ့မျိုးကိုထပ်ပြီးတော့ကယ်တင်ခဲ့တာပဲကောင်းတဲ့မသိပဲနဲ့ပါဇက်ကနေရေရွတ်လိုက်မိတယ်အဖိုးဇလန်းလေးကတော့ဒါပါပဲဗျာတရေဆိုတာကတော့အမြဲတမ်းကြောက်စရာကောင်းနေတဲ့အရာတော့မဟုတ်ပါဘူးတချို့ညတွေမှာတော့ကျွန်တော်တို့ချစ်ရတဲ့သူတွေကကျွန်တော်တို့စီကိုပြန်လာတတ်ကြတယ်ဗျအဲ့ဒါတွေကကျွန်တော်တို့ကိုချောင်းလန်းဖို့အတွက်မဟုတ်ပဲနဲ့ကျွန်တော်တို့ကိုကာကွယ်ဖို့အတွက်ဖြစ်နိုင်တယ်